ဒီဗီဒီယိုယောက်ျားလေးတွေမြင်မကြည့်ပါနဲ့နော်ကျေးဇူးပြုပြီးတော့ကြော်သွားပေးပါမျိုးသမီးတွေအတွက်ပဲလုပ်ထားတဲ့ဗီဒီယိုလေးပါနော်ကိုကြုံငဲရတဲ့ကျမကြီးပြဿနာလေးပေါ့နော်အဆင်ပြေသွားတဲ့ခါကျတော့မျိုးသမီးကိုနည်းနည်းလေးဝေမျှပေးခြင်းနဲ့စိတ်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါကြံခဲ့တဲ့6လ8လလောက်ကစားပြီးတော့ပေါ့နော်အမျိုးသမီးပြဿနာတစ်ခုတက်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့အသက်အရွယ်အနံ့ဆိုးထွက်တဲ့ပြဿနာပေါ့နော်အနံ့ဆိုးထွက်တာကပထမတော့အတွင်းငယ်မောင်မီတွေမှာအနံ့လေးဆွဲတဲ့အခါကနေပြီးတော့မှနည်းနည်းလေးကြာတော့တပတ်ဆယ်ကြာတော့ကိုမသိကလို့အဲ့ဒီတဲ့အိမ်ထဲကိုကိုလက်နဲ့ကိုဆက်စီလိုက်တဲ့ခါကျတော့ပထမအရေးကြီးဖြူဖြူလေးထွက်တယ်နောက်ကျတော့အရေးလေးတွေကပြစ်လာတယ်နောက်ကျတော့တဖြည်းဖြည်းနဲ့ဘလို့ဖြစ်လဲဆိုတော့အဖက်ဖက်တွေဖြစ်လာတယ်အဖက်ဖက်ကိုမှတော်တော်ကြီးကြီးမားမားအဖက်တွေဖြစ်လာတယ်အနံ့ဆိုးထွက်တယ်ပေါ့နော်အဲ့ဒါနဲ့ကိုစေးကနေပြတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့သူတို့ကပိုသက်ဆေးတွေပေးတောက်တယ်တဲ့အိမ်ထဲကိုဆေးတွေထည့်ရတယ်တလုံးနဲ့ထည့်ရတဲ့ဆေးရှိတယ်တခါကြာလို့ရှိရင်တပတ်လောက်ကိုနေ့တိုင်းထည့်ပေးရတဲ့ဆေးရှိတယ်အဲ့လိုဆေးထည့်တယ်အဲ့ဒီဆေးတွေထည့်လိုက်တော့ဘာဖြစ်လဲဆိုတော့ထည့်လိုက်တဲ့အချိန်တော့တတ်တာပါတယ်ဒါပေမဲ့ပြီးလို့ရှိရင်တပတ်10ရက်နေလဲဆိုလို့ရှိရင်ပြန်ပြီးတော့မှအဲ့ဒီပြဿနာပြန်ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့အဲ့ဒါနဲ့ဟိုတနေ့မှ OG မတယောက်နဲ့သွားပြလိုက်တဲ့အခါကျတော့သူကကိုယ့်ရဲ့ပြဿနာကိုအရင်နားထောင်တယ်ထောင်ပြီးတဲ့အခါကျတော့သူကလေဆေးတွေမပေးသေးဘူးရတယ်လားပြီးတော့မှအကုန်လုံးပြီးတော့ပြောပြပေးမယ်ဒါဆေးထိုးစရာလည်းမလိုဆေးတောက်စရာလည်းမလိုဘာမှမလိုပဲနဲ့ပြီးသွားမယ်ပြဿနာဆိုကိုတော်အဲ့အောင်သွားဟဲငါခုခဲ့တာကြာပြီပေါ့နော်ဆိုတော့သူကသူမေးတယ်အတီးတဲ့အတွင်းငယ်ဝက်လာဟောဝက်တယ်အတွင်းငယ်အရန်ပါနော်အတွင်းငယ်မဝက်ရရင်မနေနိုင်ဘူးဘိုက်ကြီးတဲ့ချိန်အောင်ထောက်လျှောက်ဝက်တယ်ကလေးမွေးကန်ဒီချိန်ကြောင်မှဝက်ပါတယ်လို့ပြောတဲ့ခါကျတော့ရှိတယ်နောက်ပြီးတော့ကိုဆိုတာကလေအတွင်းငံလည်းမဝေးရမနေနိုင်ဘူးနောက်ပြီးတော့အဝေးစားတွေမဟုတ်အတွင်းငံတွေကစားမိဘူးတိုက်ပြီးတော့မှပဲဝတ်တက်တဲ့လူမျိုးပေါ့နော်နောက်ပြီးတော့အသက်အញ្ញမ်းကြိုက်တယ်ပေါ့နော်တနေ့ကို4-5စုံလဲတဲ့အတွင်းငံဆိုလို့ရှိရင်အဲ့ရက်ပိုင်းဆိုတနေ့ကို3-4စုံလဲတဲ့အတွင်းငံကိုဆိုတဲ့ခါကျတော့သူကအဲ့ဒါအဲ့ပြဿနာအတန်ကြိုက်တဲ့လူတွေမှာဖြစ်တတ်တဲ့ပြဿနာတဲ့အတန်ကြိုက်လေပိုဖြစ်လေပဲတဲ့အမျိုးသမီး3ဆေး3လားဆို3နဲ့2မျိုး3မျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒါကြီးလည်းရက်လိုက်ပါတဲ့အတွင်းငံဝတ်တာကိုလည်းရက်လိုက်ပါတဲ့အတွင်းငံကိုမဖြစ်မနေချိန်ရလွယ်ပြီးကျန်တဲ့အချိန်မှာလုံးဝဘာမှမဝတ်ပဲနေပေးပါတဲ့ဆိုတော့ဟဲ့အဲ့ဒါအတိုင်းပဲဖြောက်သွားမှာလားဘာမှလည်းမဟုတ်ဆေးလည်းမထိုးဆေးမတောက်ရဘူးပေါ့ဆိုတော့ဟုတ်တယ်အတွင်းငံဝတ်တာကိုရက်ပါနောက်ပြီးတော့တန်းစင်စေးသုံးတဲ့ဥစ္စာကိုရက်လိုက်ပါရေသန့်သန့်လေးနဲ့ပဲဆေးပါဆိုပြီးပြောတယ်အဲ့ဒါနဲ့အဲ့ဒီဥစ္စာကိုဟုတ်ပါမလားလို့တန်တရားဝင်နေသူပြောတဲ့အတိုင်းကိုစမ်းပြီးတော့လှုပ်လိုက်တာပေါ့နော်စမ်းပြီးတော့စမ်းဖတ်ကြည့်လိုက်တဲ့ခါကျဟုတ်ပါတယ်တပတ်လောက်ပဲနေတဲ့အဲ့ပြဿနာကြီးကတဖြည်းဖြည်းနဲ့ပျောက်သွားပြီးတော့ငြိမ်းသွားပါတယ်အဲ့ဒါကြောင့်မလို့အခုကြည့်နေတဲ့အမျိုးသမီးလေးတွေကိုဝင်ညချင်တာကဒီလိုပြဿနာကြီးကြုံနေဆိုရင်ပထမဆုံးအတွင်းကဝတ်တာကိုရက်ပါတန်းစင်စေးတွေသုံးတာကိုရက်လိုက်ပါเนาะဒီဥစ္စာအတန်းကြိုက်တဲ့လူမှဖြစ်တဲ့ယောဂပါ